မင်္ဂလာပါမီဆိုရီကက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့2008ခုနှစ်ကထွက်ရှိထားတဲ့ Slumdog Millionaire ဆိုတဲ့ဇာတ်ကားလေးအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းအစမှာကျမတို့ရဲတွေကစစ်စင်မင်းမြန်းတာကိုတွေ့ရမှာပါဒါကအချက်ချင်းဆိုလိုပဲနှိမ့်ဆက်ညှဉ်းပန်းတဲ့အဆင့်ထိရောက်သွားခဲ့ပါတယ်ဒီလူငယ်လေးကိုရိုက်နှက်တာရေထဲခေါင်းနစ်တာတွေအပြင်သူ့ကိုညံဆန်းပြိုင်ပွဲဝင်တယောက်လို့မဟုတ်ဘဲလူလိန်တယောက်လို့ဆက်ဆံခဲ့ကြတာပါအကြောင်းရင်းကတော့ရှင်းပါတယ်လမ်းဘေးကဆက်ကျော်သက်တယောက်က Who Want to be a Millionaire အစီအစဉ်မှာမိခွန်း၈ခုတည်းက9ခုကိုပါတုံဆိုင်မှုမှမရှိပဲဖြည့်သွားနိုင်ခဲ့လို့ပါပဲရဲတွေကတော့ဒါဟာမတမာနီတစ်ခုခုမတုံပဲနဲ့မဖြစ်နိုင်ဘူးလို့အခိုင်အမာယုံကြည်နေကြတာပါဒီကောင်လေးကဝန်မခံတဲ့အခါမှာတော့သူတတိလစ်သွားတဲ့အထိနှိမ့်ဆက်တာတွေကပိုဆိုးလာခဲ့ပါတယ်အဲ့ဒီခန်းထဲမှာမေဝင်ကပို့ပြီးတော့တိတာလာပါတယ်အဲ့ဒါကတော့ပါမောက်ခတွေဆရာဝန်တွေဒါမှမဟုတ်သိပ္ပံပညာရှင်တွေတောင်တချို့အစ်စ်တွေမှာတစ်စွတ်နေတာပါဒီချမ်းမကဘလူများအကုန်လုံးကိုကြော်ဖြတ်နိုင်ခဲ့တာလဲဆိုတာပါပဲဒါပေမဲ့နောက်ဆုံးမှာတော့ဒီလူငယ်လေးကအခြေအနေအားလုံးကိုပြောင်းလဲစေမယ့်အရှင်းပြချက်တစ်ခုပေးခဲ့ပါတယ်အဲ့ဒါကတော့သူဖြေခဲ့တဲ့အဖြေတိုင်းဟာသူကိုယ်တိုင်ဖြတ်တန်းခဲ့ရတဲ့ဘဝအတွေ့အကြုံတွေကလာတာပါဆိုတဲ့အချက်ပါပဲမင်းညာကအစီအစဉ်ကိုပြန်သွားရမယ်ဆိုရင်ချမ်းမတယောက်စင်ပေါ်ကိုစတက်လာခဲ့ပါတယ်မိခွန်းတွေစမမေးခင်မှာသူ့အကြောင်းနည်းနည်းလောက်မိတ်ဆက်ပေးဖို့အမေးခံရပါတယ်။ပြေကင်းစင်တဲ့မျက်နှာလေးနဲ့နည်းနည်းတော့ကြောက်နေပုံရတဲ့ဒီကောင်လေးကသူ့ဟာဖုန်းကုမ္ပဏီတစ်ခုမှရုံးကူအဖြစ်လောက်ကင်နေသူဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။အဲဒီအချိန်မှာပရိသတ်တွေဟာဝိုင်းရကြတာပေါ့။အထူးသဖြင့်အစီအစဉ်တိဆက်သူကမိခွန်းတွေပြေးရတာလက်ဖက်ရည်ဖြောရသလောက်မလွယ်ဘူးတော့လို့ခနဲ့လိုက်ပါတယ်။ပြီးတော့သူသုံးလို့ရမယ့်အခွင့်အရေး၃ခုဖြစ်တဲ့တငယ်ချင်းစီဖုန်းဆက်တာ50နဲ့ပရိသတ်ကိုမိတာတွေအကြောင်းရှင်းပြခဲ့ပါတယ်။အဲဒီနောက်မှာပထမဆုံးမိခွန်းရောက်လာပါတယ်။အဲဒါကတော့1983ခုနှစ်ကစန်ဂျီယာရုပ်ရှင်တွေကမင်းသားဟာဘယ်သူလဲဆိုတာပါပဲ။အဖေမပေးခင်မှာဒီကောင်လေးကသူငယ်စဉ်ဘဝအကြောင်းကိုတတိယသွားပါတယ်သူ့ကိုစာလင်ကအဲ့ချိန်တော့သူ့နောက်ပြောင်ခဲ့တာပါအဲ့ဒီတုန်းကသူတို့ညီကိုတွေဟာနာမည်ကြီးမင်းသားအမီတာပါချိုင်းရဲ့လက်မှတ်ကိုရဖို့အတွက်အပြိုင်ဆိုင်စူးစမ်းနေကြတာပါစာလင်ကဒီကောင်လေးကိုအိမ်သားထဲမှာပိတ်လောင်ထားခဲ့ပါတယ်ဒါပေမဲ့ဒီမင်းသားကိုအရန်ယူသွတ်တဲ့ဒီကောင်လေးကလက်မှတ်ရဖို့အတွက်အိမ်သားချင်းတွေကိုခုံချပြီးထွက်လာခဲ့ပါတယ်တကူလုံးမစင်နေနဲ့ပြေချန်နေပြီးလူအုပ်ထဲကိုလွယ်ကူတိုးဝင်နိုင်ခဲ့ပြီးလက်မှတ်ကိုချက်ချင်းရလိုက်ပါတော့တယ်ဒီအတွေ့အကြုံကြောင့်ပဲပထမဆုံးမေးခွန်းကိုချက်ချင်းဖြေနိုင်ခဲ့တာပါဒီကောင်လေးကရဲရရှိကိုဒါကိုဖြေဖို့အတွက်ညံကြီးရှင်ဖြစ်နေဖို့မလိုပါဘူးဘာလို့လဲဆိုတော့အဲ့တုန်းကအမီတာဘာချန်ကအိန္ဒိယမှာအကြော်ကြားဆုံးမင်းသားဖြစ်နေလို့ပါလို့ပြောလိုက်ပါတယ်ဒါပေမဲ့ရဲရရှိကဒါကိုမယုံသေးပါဘူးသူကဘာမှပြန်မပြောဘဲနောက်ထပ်မေးခွန်းကိုဒီကောင်လေးဘလို့အကြောင်းပြချက်တွေပေးဦးမလဲဆိုတာကိုစောင့်ကြည့်နေခဲ့ပါတယ်နောက်ထပ်ဒုတိယမေးခွန်းကတော့အိန္ဒိယနိုင်ငံတော်တစ်စိတ်ကချင်းသိန်းရုပ်အောက်မှာဘလို့စာသားရေးထားလဲဆိုတာပါပဲဒီမိကွန်းကတော့ဂျမားတရဝေခွဲမရဖြစ်သွားပြီးပရိသတ်ကိုမေးတဲ့အခွင့်အရေးကိုတုံးလိုက်ပါတယ်ရဲရရှိကဗီဒီယိုကိုခက်တာရက်လိုက်ပြီးဒါကိုလူတိုင်းသိကြတာပဲငါကလေးတောင်လွယ်တကူဖြေနိုင်ပါမင်းကဘာလို့မဖြေနိုင်ရတာလဲလို့မိကွန်းထုတ်လိုက်ပါတယ်ဒီကောင်လေးကလည်းမိကွန်းတစ်ခုတည်းနဲ့ပဲပြန်ဖြေခဲ့ပါတယ်ချောင်းပတီနာကအဲ့ရှာရဲ့ဆိုင်မှာပါနီပူနီတပွဲကိုဘယ်လောက်ပေးရတယ်လဲလို့ပြန်မေးလိုက်ပါတယ်ရဲရရှိကစွန့်ရသွားပါတယ်ဂျမားအတွက်တော့ဒါကအလွန်လွယ်ကူတဲ့မိကွန်းတစ်ခုဖြစ်နေလို့ပါသူဆိုလိုချင်တာကတော့လူတိုင်းဟာအရာအလုံးကိုသိမနေနိုင်ပါဘူးဆိုတာပါပဲဘလို့အရာပဲဖြစ်ဖြစ်လူတိုင်းမသိနိုင်တဲ့အချက်တွေရှိနေမှာပါပဲဒီလိုနဲ့ဒီကောင်လေးဟာ UP 4000ကိုရရှိသွားပါတယ်သူဟာ UP 16000စုအတွက်နောက်ထပ်မေးခွန်းတစ်ခုကိုဆက်သွားခဲ့ပါတယ်အဲ့ဒါကတော့ယာမနတ်မင်းရဲ့ပုံပေါ်ချက်တွေမှာသူ့ရဲ့ညာလက်ထဲမှာဘလို့အရာကိုအမြဲကင်ဆောင်ထားတယ်လဲဆိုတာပါပဲဒါကိုဖြေဖို့အတွက်ဒီလူငယ်လေးကသူ့ဘဝရဲ့အဆိုအဆုံးအပိုင်းတစ်ခုကိုပြန်တတိယသွားပါတယ်အဲ့တုန်းကဘာသာရေးအတီကရုံးနေဖြစ်နေတဲ့အချိန်မှာသူ့အမေကအဲ့ဒီထဲမှာပိတ်မိနေခဲ့ပြီးဒီကောင်လေးနဲ့ဆာလင်းတို့ကတော့လွတ်အောင်ပြေးခဲ့ကြရပါတယ်ခဏအတွင်းမှာသူတို့ဟာယာမနတ်မင်းကလေးနဲ့မြောက်ကိုကင်ထားတာကိုမြင်လိုက်ရတယ်လို့ခံစားရပါတယ်။ဒါပေမဲ့ရုံးရင်းဆန်ခတ်မှုတွေပိုဆိုးလာတဲ့အခါမှာတော့သူတို့ထပ်ပြေးခဲကြရပြန်ပါတယ်။အဲ့ဒီမှာမိဘတွေဆုံရှုံသွားပြီးအကြမ်းဖက်မှုတွေကြားထဲမှာပိတ်မိနေတဲ့လာတီကာဆိုတဲ့မိန်းကလေးနဲ့ဆုံခဲ့ပါတယ်။စိတ်ကျဉ်တာတတ်တဲ့ဒီကောင်လေးနဲ့မတူတာကတော့စာလင်ကလာတီကာကိုသူတို့နဲ့အတူရှိနေတာကိုမကြိုက်ပါဘူး။အဲ့ဒီညမှာမိုးရီတဲကြီးမဲကြီးရွာချလာပေမဲ့စာလင်ကဒီမိန်းကလေးကိုသူတို့နဲ့အတူခုံလုံခွင့်မပေးခဲ့ပါဘူး။ဒီကောင်လေးပေးလိုက်တဲ့အဖြေကတော့လေးနဲ့မျှပါပဲ။နောက်ထပ်မေးခွန်းကတော့ဒါရှန်တိုကရှန်ကိုရေးခဲ့တဲ့နာမည်ကြီးကဗျာဆရာကဘာတူလဲဆိုတာပါပဲ။အဒီကရုံးနေပြီးသွားတဲ့နောက်မှာသူတို့၃ယောက်ဟာမာမန်ဆိုတဲ့လူတစ်ယောက်ဖွင့်ထားတဲ့ကေဟာမှာချာလန်ဘေးကလေးတွေနဲ့အတူနေထိုင်ခဲ့ကြပါတယ်အဲ့ဒီလူရုံးမကြီးဟာလမ်းဘေးကလေးတွေကိုလမ်းပေါ်မှာတရှင်းဆုတ်ခိုင်းပြီးပတ်စံတောင်းခိုင်းတဲ့လူမကြီးတစ်ယောက်ပါတညမှာတော့လှုပ်ဝက်ထားတဲ့နေရာတစ်ခုမှာအဲ့ဒီလူရုံးမကြီးဟာအတန်ကောင်းတဲ့ကောင်လေးတစ်ယောက်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုလုပ်ခဲ့ပါတယ်အဲ့ဒီကလေးကိုစိတ်ခတ်ပြီးတော့မျက်လုံးထဲကိုပူနေတဲ့ဓာတုပစ္စည်းတွေလောင်းထည့်ပြီးမျက်စိကွယ်အောင်လုပ်လိုက်တာပါဒီရချက်ကတော့ရှင်းပါတယ်ဒီကလေးကလမ်းပေါ်မှာတရှင်းဆိုတဲ့အခါလူတွေကတနာပြီးပတ်စံပို့ပေးအောင်လုပ်ပါဒီကောင်လေးရဲ့တငယ်ချင်းမျက်စိကွယ်သွားပြီးနောက်မှာတော့ဂျမားရဲ့အလှည့်ရောက်လာပါတော့တယ်သူ့ကိုအထဲခေါ်သွားပြီးအဲ့ဒီလူကြီးအကြိုက်ဆုံးတချင်းဖြစ်တဲ့အရှန်တိုကရှန်ကိုစုခိုင်းပါတော့တယ်အဲ့ဒီကောင်လေးကတရှင်းဆိုနေတော့မှပဲသူ့ညီလေးပေါ်တခုလုံးတော့မယ်ဆိုတာကိုစာလင်ကရင်းမိသွားပါတယ်ဒါကြောင့်သူကအဲ့ဒီလူမရဲ့လူတယောက်ကိုဓာတုပစ္စည်းနဲ့ပတ်လိုက်ပြီးဒီကောင်လေးကိုဆွဲခေါ်ပြီးထွက်ပြေးခဲ့ပါတယ်အဲ့ဒါကိုကြည့်နေတဲ့လာဒီကာကလည်းနောက်ကနေလိုက်ပြေးခဲ့တာပေါ့သူတို့ယထာတစည်းကိုတွေ့ပြီးလိုက်စီးကြပေမဲ့နောက်ဆုံးကနေပြေးလာတဲ့လာဒီကာကစာလင်ရဲ့လက်ကိုလှန့်ဆွဲတဲ့အခါမှာစာလင်ကလက်ကိုလွတ်ချလိုက်ပါတယ်ဒီကောင်လေးကအရန်သောထွက်သွားပြီးမဲ့စာလင်ကတော့ဒီမိန်းကလေးကအဆင်ပြေသွားမှာပါလို့ရှင်းပြခဲ့ပါတယ်ဒီဂျမားတရားဘာမှမတတ်နိုင်ပဲလာဒီကာနဲ့ခွဲခွက်လိုက်ရတာကိုလက်ခံလိုက်ရပါတယ်ဒီလိုနဲ့သူဟာမင်းကိုဖြေနိုင်ခဲ့ပြီးစုကြီးယူပြီး2သိန်းခွဲထိရောက်သွားခဲ့ပါတယ်ဒီညီကိုနေရောက်လမ်းပေါ်မှာကြာရှင်းတန်းလေးသူတို့ရဲ့ဗီဇတွေကပို့ပြီးထက်မြက်လာလေပါပဲဘယ်အချိန်မှာဖောက်ဖော်ရွေနေရမလဲဘယ်အချိန်မှာပျောက်ကွယ်သွားရမလဲဘယ်အချိန်မှာအခွင့်အရေးကိုအရယူရမလဲဆိုတာကိုသူတို့
မြန်ဆန်ဆန်တင်ယူခဲ့ကြပါတယ်ရထားပေါ်မှာမုံရောင်းတာကနေကဘာလက်ခီးတဲ့တွေစီကပစ္စည်းအသေးမွားလေးကိုခိုးပြီးပြန်ရောက်တဲ့အထိဘိုက်ဝဖို့အတွက်ဘာမှမဆိုလုပ်ခဲ့ကြပါတယ်Taj Mahal နားမှာဆိုရင်သူတို့ကအရာအလုံးတကယ်တိတိလိုလိုနဲ့ယုံကြည်မှုအပြည့်လောက်ချန်ဆက်တွေအပြည့်နဲ့အိတ်လန်းညွန့်တွေလိုဟန်ဆောင်ပြီးပူပြီးရဲကျဲသွားတဲ့အခန်းကဏ္ဍမှာတော့ပါဝင်ခဲ့ကြပါသေးတယ်။အဲ့ဒီအချိန်တွေကသူတို့အတွက်တော်တော်လေးကိုကြာရှည်ခဲ့တယ်လို့ပျော်စရာလေးကောင်းခဲ့ပေမဲ့နောက်ဆုံးမှာတော့ပစ္စည်းခိုးတာမိသွားလို့အဲ့ဒီနေရာကနေထွက်ပြေးခဲ့ကြရပါတယ်။နောက်ထပ်မိဝင်ကတော့အမေရိကန်ဒေါ်လာ100တန်ပေါ်မှာဘသူပုံရှိတယ်လဲဆိုတာပါ။အဖြစ်မပေးခင်အစီအစဉ်တင်ဆက်သူကမင်းဒေါ်လာ100လောက်ကိုမြင်ဘူးလားလို့ခနဲ့မေးတဲ့အခါဒီကောင်လေးကဒေါ်လာ100ဆိုတာသူရုံးကူလုံးတော့ရတဲ့အနည်းဆုံးမဟုတ်ဘူးပါလို့ပြန်ပြောလိုက်ပါတယ်။ပြီးတော့ချက်ချင်းပဲအဖြေစီဖြစ်တဲ့ Benjamin Franklin လို့ဖြေလိုက်ပါတယ်။ဘုံမီကနေမွန်မိုင်းဖြစ်သွားတဲ့အထိအချိန်တွေကုန်လွန်ခဲ့ပြီးဒီညူကူနှစ်ယောက်ဟာအရွယ်ရောက်လာကြပါပြီ။ဒီဂျမကသူ့ရဲ့ဇာတိမျိုးကိုပြန်သွားခဲ့ပါတယ်။မျက်စိကွယ်အောင်အလုပ်ခံခဲ့ရတဲ့သူ့တငယ်ချင်းဟောင်းနဲ့မတော်တဆဆုံမိခဲ့ပါတယ်။ဒီကောင်လေးကသူ့စီသွားပြီးဒေါ်လာ100ပေးလိုက်ပါတယ်။အဲ့ဒီမှာတရှင်းဆုံနေတဲ့ကောင်လေးကဒါဘလောက်တန်လဲဘလို့ပုံစံလဲလို့မေးပါတယ်။ပတ်စံအကြောင်းရှင်းပြလို့မပြီးခင်မှာပဲအဲ့ဒီကောင်လေးကဒီပုံမှာ Benjamin Franklin ပုံပါတယ်မလားလို့ပြောလိုက်ပါတယ်။ပြီးတော့မှသူ့ကိုပတ်စံပေးတဲ့သူဟာသူ့တငယ်ချင်းဟောင်းဂျမဆိုတာကိုသိသွားတာပါ။ဂျမကလာဒီယာအကြောင်းမေးတဲ့အခါမှာတော့သူ့တငယ်ချင်းကလာဒီကာဟာအခုဆိုရင်ကာဝက်စတူဒီယိုတစ်ခုမှာကပညာသင်နေရလို့ပြပါတယ်။ဒါကိုကြားတဲ့အခါမှာတော့သူတို့ညီကိုတွေအဲ့ဒီနေရာကိုသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့သူတို့လာဒီကာကိုခေါ်ပြီးထွက်သွားကန်ဒီမှာပဲမာမန်ကရုတ်တရက်ရောက်လာပါတယ်။အဲ့ဒီမှာရင်ဘယ်ကနေဘလို့ပေါ်လာမှမသိရဲ့ပစ္စတိုတနက်ကိုစာလင်ကထုတ်ပြီးအဲ့ဒီလူရုံမာကြီးကိုပြစ်တက်လိုက်ပါတော့တယ်။အဲ့ဒီကနေနောက်ထပ်မိခွန်းတစ်ခုစီကိုတန်းသွားမယ်ဆိုရင်ပစ္စတိုတနက်ကိုဘသူတီထွန်ခဲ့တာလဲဆိုတာပါပဲ။အဲ့ဒီလိုလူတက်ပြီးရဲ့နောက်မှာတော့သူတို့ဟာဆွန့်ပစ်ထားတဲ့ဟိုတယ်တစ်ခုမှာပုံနေကြပြီးအဲ့ဒီမှာပဲဒီကောင်လေးကဒီမိခွန်းရဲ့အဖြေကိုသိခဲ့ရပါတယ်။သူတို့အနားယူနေတော့မှစာလင်ကရုတ်တရက်ဝင်လာပြီးလာဒီကာကိုသူ့နောက်လိုက်ခဲ့ဖို့အတင်းချက်ခေါ်ပါတယ်။စာလင်ကအစင်မြွယ်ကိုထုတ်ပစ္စတိုတနက်နဲ့ဒီမင်းကလေးကိုချိန်ပြီးထုတ်လုပ်သူရဲ့အမိကိုအကျယ်ကြီးအော်ပြောခဲ့ပါတယ်။အဲ့ဒီစင်မြွယ်ကိုဆိုတာကပဲတနက်ကိုတီထွန်ခဲ့တဲ့သူဖြစ်နေပြီးစုချေးယူပြီး25တန်းအထိရောက်အောင်တွန်းပို့ပေးခဲ့တာဖြစ်ပါတယ်။အဆုံးမှာတော့စာလင်ကလာတီကာကိုဘယ်ခေါ်သွားမှမသိတာကြောင့်ကျမလည်းသူမကိုလွှတ်ပေးလိုက်ရပါတယ်။အဲ့နေရာစာပြီးကျမဟာသူ့ကိုဘွားတွေကနေဝေးနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ချိန်နေကုန်ပြီးသူတို့တွေလည်းပိုကြီးလာတဲ့အခါကျမကအိန္ဒိယရဲ့နာမည်ကြီးဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှာရုံးကူအဖြစ်အလုပ်လုပ်နေခဲ့ပါတယ်။ဒီနေ့မှာတော့တောက်ဆရာကြီးလိုက်ဖို့ပေးရင်းနဲ့ operator တယောက်နေရာမှာခဏဝင်လို့ဖို့အကူအညီတောင်းခံခဲ့ရပါတယ်။အဲ့ဒီမှာကျမကလာတီကာရဲ့ဖုန်းနံပါတ်ကိုရှာဖို့အခွင့်အရေးရသွားခဲ့ပါတယ်။ဒါပေမဲ့ပေါ်လာတဲ့စင်းကအရန်ရှည်လွန်းတာကြောင့်တစ်ခုချင်းစီလိုက်ခေါ်ဖို့ဆိုတာမဖြစ်နိုင်ခဲ့ပါဘူး။ဒါကြောင့်ကျမကနီလန်ပြောင်းပြီးစလင်းဆိုတဲ့နာမည်ကိုပဲရှာလိုက်ပါတယ်။နံပါတ်အနှဲငယ်ပေါ်လာပြီးနောက်ကျမကတစ်ခုချင်းစီလိုက်ခေါ်ချီရကနေနောက်ဆုံးမှာတော့တစ်ဖက်ကဖုန်းကင်လာတဲ့သူဟာတကယ်ပဲစလန်းဆိုတာသိချသွားခဲ့ပါတယ်။စလင်းကလည်းကျမရဲ့အတန်ကိုကြားလိုက်တာနဲ့ချက်ချင်းတိသွားခဲ့တာပါ။နောက်မေးဝင်တစ်ခုကတော့ Cambridge Circuit ကဘယ်ကနေဆင်းသက်လာတာလဲဆိုတာပါပဲ။ဖုန်းကုမ္ပဏီမှာအကြာကြီးလှုပ်ခဲ့တာကြောင့်ကျမဟာ Cambridge Circuit အပါအဝင်သတင်းအချက်အလက်တွေအမျိုးမျိုးကိုတတိထားပြီးသားဖြစ်နေပါတယ်။အဲ့ဒါကနာမည်မှာပါတယ်လို့ Cambridge ကလာတာမဟုတ်ပဲလန်ဒန်ကနေလာတာဖြစ်နေပါတယ်။ကျမရဲ့အဖေကသူ့ကိုနောက်တစ်ဆင့်ကိုတက်လန်းစေပြီးစုကြီးယူပြီး9တန်းအထိရရှိသွားစေခဲ့ပါတယ်။ကျမဖုန်းခေါ်ပြီးတဲ့အဲ့ဒီနေ့မှာပဲအတိတ်ကိုပြန်သွားရရင်သူတို့နှစ်ယောက်ဟာအစာအုပ်တစ်ခုမှနောက်ဆုံးတွေ့ခဲ့ကြရပါတယ်။တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လိုက်တဲ့အခါကျမကသူ့ရဲ့ဒေါသတွေကိုအကုန်ဖောက်ခွဲပစ်လိုက်ပါတယ်။လာတီကဘယ်မှာလဲဆိုတော့သူဖြေတောင်းခဲ့ပေမဲ့ဆလင်းကဒါကိုမဖြေခဲ့ပါဘူး။အဲ့ဒီစားသူတို့တွေကကွက်ခွာသွားကြတဲ့ကသူတို့ရဲ့ဘဝအကြောင်းကိုပဲပြောပြခဲ့ပါတယ်။ဆလင်းကဂျာဘက်လို့ခေါ်တဲ့နာမည်ကြီးလူမိုက်တယောက်စီမှာလက်ပါစီအဖြစ်လုပ်နေတာဖြစ်ပြီးအဲ့ဒီဂျာဘက်ဆိုတာကမမန်ရန်သူလည်းဖြစ်ပါတယ်။အဲဒါကြောင့်ဆလင်းကသူ့ကိုယ်သူဘေးကင်းတယ်လို့ခံစားနေရတာဖြစ်ပြီးကျမကိုလည်းဘေးကင်းအောင်သူတို့နဲ့အတူလာနေဖို့ခေါ်ခဲ့ပါတယ်။တနေ့မှာဆလင်းကအပြင်သွားတဲ့အချိန်မှာကျမကလာတီကာကိုရှာတွေ့နိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့တိတ်တိတ်ဆိတ်နောက်ကနေလိုက်သွားခဲ့ပါတယ်။သူထင်တယ်လို့ပါပဲလာတီကာဟာဂျာဘက်နဲ့တူနေထိုင်နေတာပါ။အိမ်ထဲမှာလူရှင်းသွားတဲ့အချိန်မှာကျမကတက်တီမွေပြီးအထဲကိုဝင်သွားခဲ့ပါတယ်။သူနှစ်ယောက်ဆုံတဲ့အခါမှာကျမကသူ့ရင်ထဲကအကြောင်းတွေကိုအကုန်ဖွင့်ပြောလိုက်ပါတယ်။လာတီကာကိုချက်ချင်းခေါ်ထုတ်သွားဖို့ကြိုးစားပေမဲ့သူကငင်းဆန်ခဲ့ပါတယ်။သူမရဲ့ပုံစံကိုကြည့်ရတာဖီယားတွေအောက်မှာနေရပြီးမကြာခဏနှိပ်စက်ခံရတယ်လို့ရွေးချယ်ပိုင်ခွင့်လည်းမရှိတဲ့ပုံစံမျိုးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာကျမကလက်တီကအမြဲကြည့်နေတဲ့ Want to be a Millionaire ဆိုတဲ့အစီအစဉ်ကိုလည်းတွေ့လိုက်ရပါတယ်။မကြာခင်မှာပဲဂျာဘက်အိမ်ပြန်ရောက်လာတဲ့ကြောင့်ကျမကအခြေအနေကိုမြန်မြန်သုံးသပ်ပြီးသူကအလုပ်သမားတစ်ပါလို့လိန်ပြောလိုက်ပါတယ်။ဂျာဘက်ကဘာမှမရိပ်မိပဲတခြားခန်းထဲစီဝင်သွားပြီးညံစမ်းအစီအစဉ်ကိုပိတ်လိုက်ခါသူအကြိုက်ဆုံးခစ်ကက်ပွဲကိုပဲပြောင်းကြည့်နေခဲ့ပါတယ်။အခြေအနေကဘယ်ချိန်မှဆိုပောက်ကွဲသွားနိုင်မယ်သိတာကြောင့်ကျမကအရာအလုံးကိုပျက်စီးမသွားခင်အိမ်ကနေထွက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မထွက်သွားခင်မှာသူမဟာလာတီကာကိုချစ်နေတဲ့အကြောင်းနဲ့သူမကိုခေါ်သွားခြင်းတဲ့အကြောင်းပြောပြခဲ့ပါသေးတယ်။လာတီကာကတော့ညင်းနေစေဖြစ်ပြီးမကြခင်မှာသူမကိုတခြားမျိုးတစ်မျိုးကိုပြောင်းရွှေ့တော့မှဖြစ်ကြောင်းပြောပြခဲ့ပါတယ်။စုကြီးယူပြီး10တန်းစီသွားမယ်နောက်မေးခွန်းကတော့တမိုင်းမှာအမှန်အများဆုံးရခဲ့တဲ့ခရစ်ကက်ကစားသမားကဘယ်သူလဲဆိုတာပါပဲ။ဒီနေရာမှာစပြီးဝေခွဲမရဖြစ်လာပါတယ်။ဂျာဘက်ကအတော်ဆုံးခရစ်ကက်သမားရဲ့နာမည်ကိုပြောနေတာသူကြားဘူးလို့ရှိပေမဲ့အဲ့ဒီအချိန်တုန်းကသူ့စိတ်ကလာတီကာစီမှာပဲရောက်နေတာကြောင့်တခြားကြီးမဆိုင်မိခဲ့ပါဘူး။နောက်ဆုံးမှာတော့ဂျမားက50-50အခွင့်အရေးကိုတုံးဖို့ဆုံးဖြတ်လိုက်ပါပြီ။အဖြေ A နဲ့ C ကချက်ချင်းပဲအပိတ်ခံလိုက်ရပါတယ်။ဒါတော့မသိချသေးရကြောင့်ကျမကအဖြေကိုဒီလိုရွေးလိုက်တဲ့အခါမှာတော့သူမှန်သွားခဲ့ပါတယ်။အဲ့ဒီအနိုင်ကသူ့ကိုစုကြည့်ယူပြီးတန်းနဲ့10တန်းနဲ့နောက်ဆုံးမင်းကွန်းစီကိုတိုက်ရိုက်ပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့အစီအစဉ်ကအချိန်ပြည့်သွားတဲ့ကြောင့်ဆုံးဖြတ်ချက်ချပေမဲ့အဲ့ဒီအဆင့်ကိုနောက်နေ့မှဆက်လုပ်ဖို့ချိန်လိုက်ရပါတယ်။ကျမစတူဒီယိုထဲကနေထွက်လာတဲ့အချိန်မှာပဲအရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်။ရဲရရှိတချို့ကသူ့ကိုချက်ချင်းဖမ်းခေါ်သွားခဲ့တာပါ။အစီအစဉ်အဖွဲ့သားကကျမကိုမတမာတဲ့နီလန်းနဲ့လှုပ်ခဲ့တယ်လို့တန်တရားဝင်ခဲ့ကြပါတယ်။ဒါဟာဇလန်အစမှာကျမဖမ်းခံရပြီးစီစီမင်းမြန်းခံရတဲ့အခန်းကိုရောက်သွားတာပဲဖြစ်ပါတယ်။ကျမကသူ့ရဲ့ဘဝစကြောင်းတစ်ခုလုံးကိုပြောပြပြီးနောက်ရင်းမှာတော့ရဲရရှိကသူမလိန်ခဲ့ဘူးဆိုတာကိုနောက်ဆုံးတော့ယုံကြည်သွားခဲ့ပါတယ်
အဲ့ဒီညမှာညဆန်းပြိုင်ပွဲကိုအပြီးတက်နိုင်ဖို့ဂျမားကိုပြန်လွှတ်ပေးခဲ့ပါတယ်နောက်ဆုံးညကိုရောက်တဲ့အခါမှာတော့သူ့ရဲ့ဘဝကိုပြောင်းလဲစေနိုင်မဲ့နောက်ဆုံးခွင့်ရေးကိုရင်ဆိုင်ဖို့ပြိုင်ပွဲဝင်ခုံမှာပြန်ထိုင်နေရပါပြီတချိန်ကလမ်းဘေးကကောင်လေးတယောက်ဟာအခုတော့တနိုင်ငံလုံးရဲ့အာရုံစူးစိုက်မှုကိုရနေခဲ့ပါပြီအိမ်တွေမှာရောလမ်းတောင်တွေမှာပါလူတွေဟာသူတို့ရဲ့ကိုယ်ပိုင်ကိစ္စလိုမျိုးရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေခဲ့ကြပါတယ်အဲ့ဒီချိန်မှာဇလင်းကအစီအစဉ်ကိုတယောက်တည်းကြည့်နေတဲ့လာဒီကာစီကိုတွားခဲ့ပါတယ်သူဟာတစ်ချိန်လုံးဂျမားနဲ့လာဒီကာတို့နာကျင်အောင်လုပ်ခဲ့မိရဆိုတာကိုနားလည်သွားခဲ့ပါတယ်အရင်နဲ့မတူတဲ့လေတံမျိုးနဲ့ဇလင်းကတောင်းပန်စကားပြောခဲ့ပြီးလာဒီကာကိုဂျမားစီသွားဖို့ပြောလိုက်ကဆက်တယ်လို့ရအောင်သူ့ရဲ့ဖုန်းကိုလည်းပေးလိုက်ပါတယ်ဒါပေမဲ့လမ်းတွေကအရန်ပိတ်နေတာကြောင့်လာဒီကာတယောက်အချိန်မီမရောက်နိုင်ခဲ့ပါဘူးအခုချိန်မှာတော့ဂျမားဟာမက်စခရီရဲ့စောက်ထဲမှာတတိယမြောက်မက်စခရီရဲ့နာမည်ကဘာလို့လဲဆိုတဲ့နောက်ဆုံးမိကွန်းကိုရင်ဆိုင်နေရပါတယ်အဲ့ဒီမိကွန်းအတွက်ဂျမားကခက်တူတူလေးရင်မောလိုက်ပါတယ်အဖြေကိုသိလို့မဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအကြောင်းတရားကိုသတိရသွားလို့ပါကျောင်းတော်ကသူနဲ့ဆန်လင်းတို့ဆော့ခဲ့ကြတဲ့အချိန်မှာဆီယာမကသူတို့ကိုစာအုပ်တအုပ်နဲ့လှမ်းပေါက်ခဲ့ပူပါတယ်အဲဒီစာအုပ်က3 Masqueria ပါနောက်ဆုံးမှာတော့သူဟာဖုန်းနဲ့အကူအညီတောင်းတဲ့အခွင့်အရေးကိုသုံးဖို့ကလွယ်လို့တခြားမရှိတော့ပါဘူးသူဖုန်းခေါ်လိုက်တဲ့သူကဆန်လင်းပါဆန်လင်းအဖြေကိုသိနိုင်လိမ့်မယ်လို့သူတွေးခဲ့တာပါဖုန်းဝင်သွားတဲ့အခါဂျမားအံ့ဩသွားခဲ့ရတာကဖုန်းကင်လိုက်တဲ့သူဟာဆန်လင်းမဟုတ်ပဲလာဒီကာဖြစ်နေလို့ပါပဲအချိန်ကလည်းကုန်ကနီးနေပြီဖြစ်သလိုဂျမားကလည်းပတ်စံအတွက်လာပြိုင်တာမဟုတ်တာကြောင့်ဘာအကြောင်းပြချက်မှမရှိပဲသူထင်ရကိုပဲဖြေလိုက်ပါတယ်သူကအဖြေဖြစ်တဲ့အာရာမစ်ကိုရွေးလိုက်ပါတယ်အဲ့ဒီအဖြေကမှန်သွားခဲ့ပြီးဂျမားဟာစူကြီးယူပြီးတန်း20ကိုစုခူးသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်မှုဟာသူရင်ဆိုင်ရတော့မဲ့ဆုံးရှုံးမှုနဲ့ရှင်ဘာမှမဟုတ်တော့ပါဘူးဘာလို့လဲဆိုတော့တခြားတစ်ဖက်မှာဆန်လင်းဟာလာဒီကာလွတ်မြောက်အောင်ကူညီပေးခဲ့ပြီးနောက်ဂျပန်ရဲ့လူတွေရဲ့ပြစ်တက်တာကိုခံလိုက်ရတာပါပဲနောက်တစ်နေ့မှာတော့ဂျမားကလာဒီကာနဲ့ယထာဘူတာယုံမှာဆုံတွေ့ခဲ့ကြပါတယ်နောက်ဆုံးမှာတော့စောင့်ဆိုင်းနေရမှုတွေကပြီးဆုံးသွားခဲ့ပြီးဒါဟာဂျမားနဲ့လာဒီကာတို့ရဲ့အချစ်ဇလန်ကံကြမ္မာပဲဖြစ်ပါတော့တယ်